မင်္ဂလာပါဒါဒီနေ့တော့ဒါ Photoshop မှာပါဝင်တဲ့ tools တွေအကြောင်း part 4 video ပေါ့နော်ဒီ video မှာတော့ဒါဒီ selection နဲ့ပတ်သက်တဲ့ဟာပဲနောက်ထပ်တစ်ခုပေါ့နော်ဒီမှာ object selection tool ရှိမယ် quick selection tool ရှိမယ် magic wand tool ဆိုပြီးရှိမယ်ဒီသုံးခုအကြောင်းပြောသွားမှာဖြစ်တယ်ပေါ့နော်ပထမဆုံး object selection tool သူကတော့ဒီ AI သဘောမျိုးပဲလိုလျောက်ဒါ object ကို selection မှတ်ပေးတယ် subject ကို selection မှတ်ပေးတဲ့ tools ပေါ့နော်ဒီမှာဒီပုံမှာဆိုလို့ရှိရင်ဒါဒီမှာပထမဆုံး object selection 2ကိုရွေးထားတယ်ပေါ့နော်ပြီးရင်ဒီပုံမှာဆိုလို့ရှိရင်ကိုကဒီဘာမှမလုပ်ဖ ೇನೆ ဒီ slash subject ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်လည်းရတယ်ပေါ့နော်နှိပ်လိုက်ရင် तू ကပုံမှာ subject ကိုရှာပြီးတော့သူ့အလိုလျောက်ဒါ slash မှတ်ပေးတာပေါ့နော်ဒါဆိုဒီမှာဒီကောင်မလေးဒီ model ပုံကိုဒီမှာ slash မှတ်ပေးသွားတယ်ဒီ auto slash မှတ်ပေးသွားတယ်နော်ပုံရည်သွေးပုံမူတည်ပြီးတော့အယောင်ကွဲပြားမှုတွေပုံမူတည်ပြီးတော့တည်တတ်တာတွေအရင်မတည်တတ်တာတွေဖြစ်နိုင်တယ်ပေါ့နော်ဒါ version ပေါ်လဲမူတည်သေးတာပေါ့နော်ဒါဆိုရင်ဒီမှာသူ slash မှတ်ပေးသွားတယ်ပေါ့နော်ဒါက auto slash မှတ်တဲ့ဟာကိုကဒီပုံမှာသူကဒီ model ပုံက3-4ခုလောက်ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုကရွေးပြီးတော့ slash မှတ်ချင်တယ်ဆိုရင်လည်းရတယ်ဒီ object selection tool ကိုယူပြီးတော့ပေါ့နော်ပြီးရင်ဒီမှာ rectangle ရှိတယ် lasso tool ရှိတယ်ကြိုက်တာနဲ့ယူလို့ရတယ်ဒီမှာ rectangle သူကတော့ default နဲ့ rectangle ကိုပဲရွေးထားတယ် rectangle ကိုယူပြီးတော့ကို slash မှတ်စေခြင်းနဲ့ subject ပေါ့နော်အဲ့ဒါကိုslash မှတ်ပေးလိုက်လို့ရှိရင်သူက automatic ဒီလိုမျိုးပုံစံမျိုး selection ပေးသွားမှာဖြစ်တယ်ဒါပုံကအယောင်အရင်မကွဲပြားတဲ့အတွက်ဒီလိုမျိုးမတည်တတ်တာတွေရှိတယ်နော်ဒါကတော့ကိုယ့်အကိုပြန်လိုက်ပြင်လို့ရတယ်background နဲ့ဒါရှေ့ရောက် model နဲ့အရင်ကွဲပြားတဲ့အရာမျိုး background ကနောက်ခံက solid color မျိုးတယောက်နဲ့ဆိုရင်တော့ပို့ပြီးတော့တည်တတ်ဖြစ်မှာပေါ့နော်ဒါကတော့ဒီပုံမှာတော့ဒီလောက်ပဲရတယ်ပေါ့နော်ဒါက rectangle နဲ့ဒါက lasso tool နဲ့ lasso tool နဲ့ဆိုလဲတူတူပဲဒါကို slab ကို slab မှတ်မဲ့ subject ကို lasso tool နဲ့ white ပေးလိုက်မယ်လွေး white ပေးလိုက်မယ်ဆိုရင် तू ကဒီနေရာအတွင်းထဲက subject ကိုပဲ तू ကသတ်မှတ်ပြီးတော့ selection ပေးသွားလိမ့်မယ်နော်ဒီလိုပုံစံမျိုးပေါ့ဒါကကြတော့ဒီ object selection tool ရဲ့အလုပ်လုပ်တဲ့ပုံစံပေါ့နော်ဒါဒီမှာဒီ model တယောက်တည်းဖြစ်နေလို့ဒီမှာနောက်ထပ်တယောက်ရှိတာပဲဖြစ်ဖြစ်ဒါဆိုဒီနားတယောက်ကိုပဲကွက်ပြီး selection ပေးတာပဲဖြစ်ဖြစ်ဒီလိုမျိုးတွေလုပ်လို့ရတယ်ပေါ့နော် background က solid color ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တည်တက်နဲ့ select မှတ်လို့ရမှာဖြစ်တယ်ပေါ့နော်ဒါကတော့အမြန်ပေါ့နော်နောက်တစ်ခုက quick selection tool quick selection tool ကကြတော့သူက mouse ကိုဖိပြီးတော့ select လိုက်ပေးရတဲ့ဟာပေါ့နော် mouse ကိုဖိပြီးတော့ဒီလို select လိုက်ပေးရတဲ့ဟာဒီမှာဆိုရင်တစ်ချက်နှိပ်လိုက်တယ် auto select ဖြစ်သွားတယ်ဒီပုံမှာဆိုအပေါင်းဘက်လေးကိုရွေ့သွားတယ်ဒါဆိုရင်တော့ကိုကဘာမှနှိပ်ဆရာမလို့ကိုထပ်ပြီးတော့ဖိဆွဲတဲ့နေရာတွေအကုန်လုံးသူကထပ်ပြီးတော့ပေါင်းသွားမှာပေါ့နော်တချို့ version တွေမှာဆိုဒီ auto အပေါင်းဘက်ကိုမရောက်ဘဲနဲ့ဒီနားမှာပဲရှိနေရလည်းဖြစ်နိုင်တယ်နော်အဲ့လိုဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ဒီနားမှာပဲရှိနေရဆိုလို့ရှိရင်ကိုက shift key လေးကိုဖိပြီးတော့ select ထပ်ပေးသွားလို့ရတယ် select ထပ်မှတ်သွားလို့ရတယ်shift key လေးကိုဖိလိုက်လို့ရှိရင်အပေါင်းလေးပေါ်လာတယ်နော်ဒီမှာနည်းနည်းလေးချဲ့လိုက်နည်းလေးချဲ့ပြလိုက်မယ်နော်ရှစ်ကီးလေးကိုဖိလိုက်လို့ရှိရင်သူ့ရဲ့စဝိုင်းရဲ့အလယ်မှာအပေါင်းလေးပေါ်လာဒါဆိုရင်ပေါင်းမှာပေါ့နော်အော်တာလေးကိုဖိလိုက်လို့ရှိရင်အနှုတ်လေးပေါ်လာဒါဆိုရင်ပုံလေးကနေပြန်နှုတ်မှာပေါ့ဒီလိုအကြီးသေးရကြတော့ဒီ P ရဲ့ဘေးမှာရှိတဲ့4000ကွင်းဆောင်ကွင်းပိတ်လေးကိုကွင်းဆောင်နှိပ်လို့ရှိရင်သေးသွားမယ်ကွင်းပိတ်ကိုနှိပ်လို့ရှိရင်ကြီးလာမယ်ပေါ့နော်ဒီလိုလေးအကြီးသေးကိုချိန်လို့ရတယ်ဟုတ်ပြီဒီဆက်လောက်ထားလိုက်မယ်ပြီးရင် shift ကိုဖိပြီးတော့ဒီလိုလေးဖိပြီးတော့လိုက်ပြီးတော့ select မှတ်သွားလို့ရတယ်ဒါကဒီလိုမျိုးပေါ့နော်သူကဒီအပေါ်ကအပေါင်းအနှုတ်ကိုရွှေ့ပြီးတော့လည်းမှတ်လို့ရတယ်ဒါဆိုရင်ဆက်ပေါင်းသွားမယ်ဒါဆိုရင်ဒီအနှုတ်ဘက်ကိုရွှေ့ထားလိုက်လို့ရှိရင်ဒါဆိုပြန်နှုတ်မယ်ဒီသဘောပဲပေါ့နော်ရှေ့မှာပြောခဲ့သလိုပဲအော်တာကိုဖိပြီးတော့နှုတ်ရှင်လည်းရတယ်ရှစ်ကိုဖိပြီးတော့ပေါင်းခြင်းလည်းရတယ်ဒါ keyboard မှာရှိတဲ့ရှစ်ကိုဖိပြီးဒီလိုမျိုးဖိပြီးတော့ဆွဲလို့ရှိရင် selection ထပ်ပေါင်းသွားမယ်ပေါ့နော် quick selection 2ကတော့ဒီလိုပုံစံမျိုးလုပ်လို့တာဖြစ်တယ်ပေါ့နော်ထပ်ပေါင်းခြင်းတဲ့နေရာဒီလိုထပ်ပေါင်းသွားလို့ရတယ်ဒီလိုပုံစံမျိုးလုပ်လို့တာပေါ့နော်
နောက်ပြီးတော့ magic one သူကတော့နာမည်အတိုင်းပဲ magic တနေရာတည်းကို select မှတ်တာပေါ့နော်တယောက်ကိုထိလိုက်တဲ့အရာပေါ့နော်ဒီမှာဆိုရင်အဝါရောင်လေးကိုထိလိုက်တယ်ဆိုသူနဲ့နီးစပ်ဆုံးအဝါတွေကိုသူကလိုက်ပြီးတော့ auto select မှတ်ပေးသွားတယ်အဲ့ဒီမှာဒီမှာ tolerance ဆိုတဲ့ဟာရှိတယ် tolerance ဒီဟာက32သူက default အနေနဲ့လာတယ်ဒီကောင်နံပါတ်များသွားရင်50လောက်ထားလိုက်နံပါတ်များသွားရင်သူကပို့ပြီးတော့ area ကျယ်သွားတာနော်တတိထားမိလားမသိပို့ပြီးတော့ area ကျယ်သွားတယ်ဘာလို့ဆိုတော့သူကနံပါတ်များလာလေသူနီးစပ်တဲ့အရောင်တွေကိုပါများဖမ်းယူပေးတာပေါ့နော်အဝါအောင်နဲ့လိုက်ရင်အဝါနဲ့နီးစပ်ဆုံးအရောင်တွေအကုန်လုံးလိုက်ပြီးတော့သူကသတ်မှတ်ပေးတယ်ပေါ့နော်ဆိုနံပါတ်နည်းလိုက်လို့ရှိရင်10လောက်ပဲထားလိုက်မယ်10လောက်ပဲထားပြီးနေလိုက်လို့ရှိရင်သူကတိကျသူကဒီထိလိုက်တဲ့အရောင်နဲ့လုံးဝတူတဲ့အရောင်ကိုပဲနီးစပ်ဆုံးသတ်မှတ်ပေးတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်အချမ်းမြင့်ဘယ်လိုမှတ်ထားလို့ရလဲဆိုရင်ဒီ tolerance နည်းလို့ရှိရင်တိကျတဲ့အရောင်ကိုသတ်မှတ်ပေးတယ်များလို့ရှိရင်သူနဲ့နီးစပ်တဲ့စင်တူရုံးမအရောင်တွေကိုလည်းသတ်မှတ်ပေးတယ်သူက default အနေနဲ့32နဲ့လာလိမ့်မယ်နော်ဒါကတော့ပုံပေါ်မူတည်ပြီးတော့ကိုကအဆင်ပြေလို့ဖြတ်ပြီးတော့တောင်းရမှာပေါ့နော်အဆင်ပြေသလိုလေးဒီမှာဒီပုံမှာဆိုဒါအရောင်ကွဲပြားတဲ့ဟာလေးတွေနဲ့ပြပေးမယ်နော်ဒီမှာဆိုအစိမ်းတွေဖြူတွေအနက်တွေပါမယ်ဒီမှာ32မှာထားလိုက်တယ်နှိပ်လိုက်တယ်ဒီမှာအစိမ်းကိုမှတ်သွားတယ်ပြီးရင်ဆိုဒီအတွင်းထဲတွေဆိုတော့မမှတ်ဘူးเนาะဒီမှာဖြူနဲ့ကာနေတာဖြစ်တဲ့အတွက်ဒီအတွင်းထဲကအစိမ်းတွေဆိုမပါသေးဘူးအဲ့ဒါဘယ်လိုလုပ်လို့ရလဲဆိုရင် right click နဲ့ similar ဆိုပြီးနှိပ်လိုက် similar ဆိုရင်ဒီမှာထဲရအစိမ်းတွေမှာပါသွားတယ်ဒီမှာပြဿနာကဒီဘေးကဒီအဲ့ဒီရဲ့အနက်ရောင်မှာပါတဲ့ဟာတွေကိုသူ select မှတ်သွားတယ်ဒါဆိုရင်အစိမ်းရောင်တွေမဟုတ်ဘဲနဲ့သူအနက်ရောင်တွေမှာပါသွားတဲ့သဘောမျိုးဖြစ်သွားပြီပေါ့နော်control D နဲ့ပြန်ဖြတ်လိုက်မယ်ပြီးခုနပြောသလိုပဲ tolerance ကို10လောက်ထားလိုက်မယ်10လောက်ထားပြီးလုပ်ကြည့်မှာပေါ့နော်အစိမ်းရောင်နှိပ်လိုက်မယ်ပြီးရင် right click နဲ့ similar ကိုနှိပ်လိုက်မယ်သူနဲ့စင်တူတဲ့အရောင်တွေကိုအကုန်လုံး select မှတ်ခိုင်းတာပေါ့နော်ဒါဆိုရင်ဒီမှာခုနအနက်ရောင်မှာဝင်တဲ့ဟာတွေမဝင်တော့ဒါခုနသဘောတရားပေါ့နော်ဒီအရောင်ကနည်းသွားလေသူကအရောင်ကိုတိကျသတ်မှတ်ပေးတယ်ပေါ့နော်ဒီမှာများနေတယ်ဆိုလို့ရှိရင်ခုန32မှာထားတဲ့များနေတယ်ဆိုလို့ရှိရင်သူကစင်တူရိုးမှာနည်းနည်းလေးနီးစပ်တာနဲ့သူကဖမ်းပြီးတော့ယူပေးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒါက magic 1ပေါ့နော် magic 1 2ကလည်းခုနလိုပဲသူကဒီအဆင်းရောင်နှိပ်လိုက်တယ်နောက်ထပ်အနက်ရောင်မှာဟို select မှတ်ချင်တယ်ဆိုရင် shift key လေးကိုနှိပ်ပြီးတော့အနက်ရောင်ထပ်နှိပ်လိုက်လို့ရှိရင်အနက်ရောင်ပါ select မှတ်သွားမယ်ဒါ shift key ကပေါင်းမယ် alt key ကနှုတ်မယ်ဒါဒီသဘောပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအပြာရောင်လေးမှတ်လိုက်မယ် right click နဲ့ similar ဆိုရွေးလိုက်ဒါဆိုရင်ဒါ M B I L ကိုရွေးပြီးသွားပြီမအနီရောင်ကြံခဲ့တယ်အနီရောင်ဆိုလည်းအနီရောင်နှိပ်ပြင် similar ဆိုပြီးရွေးလိုက်မယ်ဒါဆိုရင်ဒီဘက်ကအနီရောင်ဒါဆိုတိတ်မဝင်ဘူးဒီမှာ30ထားလို့ဒီအနီရောင်နဲ့ဒီအနီရောင်နဲ့မတူတဲ့သဘောမျိုးဖြစ်နေပြီနော်32လောက်ပြောင်းကြည့်လိုက်မယ်ပြောင်းပြီးဒီအနီရောင်ကို right click နှိပ်ပြီးတော့ similar လုပ်လိုက်မယ်ဒါဆိုဒီဘက်တွေပါဝင်သွားပြီသူအဲ့လိုမျိုးပေါ့နော်ပုံချင်းတွေပေါ်မူတည်ပြီးတော့ကိုကဒီဟာကိုချိန်ပြီးတော့သုံးလို့ရတယ်သူ default အနေနဲ့တော့32နဲ့လာလိမ့်မယ်နော် okay ဒါဆိုရင်တော့ဒီ3ခုအကြောင်းကိုအခြေခံတော့တည်သွားပြီပေါ့နော်ဒါပုံတွေ design ဆွဲတဲ့အခါမှာပဲဖြစ်ပုံပြင်တဲ့အခါမှာဖြစ်ကြုံလာတဲ့အခါကျရင်ဒီဟာကိုသူကအလင်းသင့်တယ်လို့ပေါ့နော်သုံးအောင်မှာဖြစ်တယ်ပေါ့နော် okay ဆင်ပြေမယ်လို့မျှော်လင့်ပါတယ်